ကျွန်တော်တို့မြန်မာနိုင်ငံသားတွေထမ်းရည်ကိုဘယ်ထင်ရစပြီးတော့တောက်ခဲ့ကြတယ်လေသုံးဆွဲခဲ့ကြတယ်လေဆိုတော့အဲ့ဒါကိုသိချင်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့တောက်နေတဲ့ထမ်းရည်ကျိုထမ်းရည်ကထညက်စတဲ့ထမ်းမြန်ထွက်တဲ့အစားတောက်အဲ့ဒါတွေကိုပကံခစ်ကစပြီးတော့သုံးဆွဲခဲ့တယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ထောက်ထားတချို့အရာထမ်းဆိုတဲ့အတုံးလုံးကိုပကံခစ်ကအကြောက်စာတွေမှာကျွန်တော်တို့ကတွေ့နိုင်တယ်ဥပမာကျွန်တော်တို့ရွှေစည်းကုံပြမှာရှိတဲ့မြန်မာအခရာနဲ့ရေးသားထားတဲ့ကြောက်စာတချို့မှာဆိုရင်ထမ်းဆိုတဲ့အသုံးလုံးကိုပေါ်ပေါ်တည်တွေ့နေတယ်။ဒါပေမဲ့ပကံကိကကြောက်စာတော်တော်များများကကောင်းမှုကုသိုလ်နဲ့ပတ်သက်ပြီးဆိုဘာသာရေးနဲ့ပတ်သက်ပြီးထွန်းထူးတဲ့ကြောက်စာတွေကများတာကြောင့်မို့လို့အဲ့ဒီထမ်းဆိုတဲ့အသုံးလုံးဆိုတာကလေထမ်းတဲ့သမားတွေထမ်းလုပ်သားတွေကိုဖျက်ကျွန်းဖြစ်ဖျားကျွန်းဖြစ်ဖျားမှာဝေယဝဆက်လုပ်ဖို့ဆိုတော့ကျွန်းဖြစ်ပေါ့နော်ဆိုတော့ဖျားကျွန်းဖြစ်လှူဒန်းနေဆိုတဲ့အမှတ်တမ်းတစ်ခုအနေနဲ့ထိုးထားတာတွေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကထမ်းတဲ့သမားတွေထမ်းလုပ်သားတွေဆိုတာကကျွန်တော်တို့ထမ်းရည်ထညက်ဆိုတော့အဲ့ဒါတွေအတွက်ပဲကျွန်တော်တို့ထမ်းတတ်ကြတာမို့လားဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကပကံခစ်ကနေစတင်ပြီးတော့ထမ်းရည်ပေါ့နော်ဆိုတော့ထမ်းရည်ကိုစပြီးတော့အောက်ခဲ့ကြတယ်လို့ယူဆလို့ရတယ်ပကံခစ်မတိုင်မီကမှတ်တမ်းရည်လို့တော့မိမိရဲ့ကကျွန်တော်တို့ရှာလို့မရဘူးမတွေ့ဘူးပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကပကံခစ်ကအစောဆုံးဖြစ်တယ်လို့ယူဆရမှာဖြစ်တယ်တို့ပေမဲ့ပကံခစ်မတိုင်မီကလေးကလူသားတွေကကျွန်တော်မြန်မာနိုင်ငံသားတွေကထမ်းရည်ကိုတောက်နေတယ်တောက်နေပြီလို့လည်းကျွန်တော်တို့ကယူဆလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်တမိုင်းမတိုင်ငယ်လူတွေကတတိဝလန်နေဆိုအတီးအနှံနေဆိုတော့အဲ့ဒါတွေကိုအချင်းဖောက်ပြီးတော့အဖျော်ရမကအဖြစ်ပြောင်းလဲပြီးတော့အဲ့ဒါကိုတောက်သုံးပြီးတော့ရင်မူးလို့ရတယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိနေပြီဖြစ်တယ်။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကပကံခိတ်မတိုင်ငယ်မှာလည်းတန်းရီကိုစပြီးတော့တောက်တယ်လို့ယူဆလို့ရတယ်။တို့ပေမဲ့ထောက်ထားဟူပြီးတော့မြင်ရတော့ကျွန်တော်တို့မရှိဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ကပကံခိတ်ကအစိုးဆုံးဖြစ်တယ်လို့ယူဆမှာဖြစ်တယ်။တကယ်တော့ထမ်းရည်လို့ပြောလိုက်ရင်ကျွန်တော်တို့အများသောအားဖြင့်ပြည့်နေတာကတောက်လိုက်ရင်မူးတဲ့တောက်ရင်မူးတဲ့ထမ်းရည်အခါပေါ့ဆိုတော့အများခေါ်တဲ့ထမ်းရည်ကကိုကျွန်တော်တို့တော်တော်များများကသိရဖြစ်တယ်ဒါပေမဲ့ထမ်းရည်ကမူလရတာကအချို့ဆိုတာကထမ်းပင်ပေါ်ကနေထနိုးကနေထွက်စထမ်းရည်ကကျွန်တော်တို့လုံးဝဘာမှမမူးတဲ့အချို့ဖြစ်တယ်ဆိုတော့အဲ့ဒီထမ်းရည်အချို့ကကျွန်တော်တို့ထားပါကျွန်တော်တို့ကထမ်းပင်ပေါ်နေပြီးတော့အိုးရီခွက်တွေနဲ့ခံကြရတယ်ပြီးရင်အဲ့ဒါတွေကဆိုတော့နိုင်နဲ့အမြကျွန်တော်တို့လေထုရဲ့အပူချိန်နဲ့တွေ့တဲ့အခါကျရင်ဆိုတော့သူ့အလိုလိုအချင်းပေါက်ပြီးတော့ထမ်းရည်ကဖြစ်ဆိုတော့အယ်ကိုဟောတဲ့ပါဝင်လာပြီးတော့ဆိုတောက်ရင်မူတဲ့ထမ်းရည်ဖြစ်ပြောင်းသွားနိုင်တယ်။ဘာဖြစ်လို့လဲဆိုရင်ထမ်းရည်မှာကသူ့ရဲ့ origin ငကူမူလကိုကကျွန်တော်တို့တဆေးတဲ့လည်းပါတယ်လို့တရားတဲ့လည်းပါတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကသူ့ auto ကိုကနိုင်နေနေကြတာ ਨੇ ထမ်းရည်ကဖြစ်ပြောင်းသွားနိုင်တဲ့သဘောရှိတယ်။ဒါပေမဲ့အခုနောက်ပိုင်းလူတွေကကျွန်တော်ဒါပေမဲ့နောက်ပိုင်းမှာတော့လူတွေကထမ်းရည်ကိုအရသာထူးကဲရန်နဲ့ပြီးထမ်းရည်အရသာပုံမပြင်းချဖို့အတွက်ကျွန်တော်တို့တခြားသောတဆေးတွေထည့်ပြီးတော့ဖောက်ကြတယ်ဥပမာအပြင်ရှစ်ရှားသည်တို့ဖန်ခါသည်ဒါမှမဟုတ်တစ်ခေါက်တွေဆိုတော့အဲ့ဒါတွေကိုထည့်ပြီးတော့ထမ်းရည်ကဖြစ်ပြောင်းလဲလေးရှိဆိုတော့အဲ့ခါကျရင်ထမ်းရည်ကပို့ပြီးတော့မှုေးပြီးပို့ပြီးတော့ရတာပို့ရှိပြီးတော့ပို့ပြီးတော့မူးတယ်ပေါ့ဆိုတော့ဒါကြောင့်မလို့လူတွေကကျွန်တော်တို့ထမ်းရည်ကျိုးအောက်ရောက်ရင်ခုနတဆေးထပ်ပုံပြီးတော့ထမ်းရည်ကဖြစ်ပြောင်းပြီးတော့တောက်သုံးလာကြတာဖြစ်တယ်တကယ်တော့ထမ်းပင်ရထွက်ထွက်ချင်းထမ်းရည်ကကျွန်တော်တို့ထမ်းရည်အချို့ဖြစ်တယ်ပြီးရင်ကျွန်တော်တို့အချင်းဖောက်လိုက်လို့ရလာတဲ့ထမ်းရည်ကကိုအကုန်သွင်းမပစ်ပဲနောက်တစ်ခါသုံးဖို့တဆေးဖြစ်ချမ်းထားပြီးတော့နောက်တစ်ခါထမ်းရည်ကလှုပ်ရင်ပြန်ပြီးတော့သုံးလေးရှိတယ်ဆိုတော့အဲ့လိုနဲ့ထမ်းရည်ကကိုလှုပ်လာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနှစ်ချုပ်ရထမ်းရည်ကိုစပြီးတော့လူတွေတောက်သုံးလာတာကပကံခစ်ကလို့ကျွန်တော်တို့ယူဆရမှာဖြစ်ပါတယ်ကြောက်စာထောက်ထားတွေကပကံခစ်ကအစောဆုံးဖြစ်တယ်အဲ့ဒီနောက်ပိုင်းတွေကကျွန်တော်တို့ထောက်ထားမရှိတဲ့အတွက်ကြောင့်ပကံခစ်ကစတင်နေလို့ကျွန်တော်တို့ကယူဆရမှာဖြစ်တယ်ဆိုတော့လောက်ဆိုရင်မြန်မာနိုင်ငံသားတွေထမ်းရည်ကိုဘယ်စင်းရဆောက်တော့ခဲ့တာလဲဆိုတော့သိရပြီထင်ပါတယ်ကျေးဇူးတင်ပါတယ်